မင်းကလေးကမျက်စင်းစေးကိုမျက်လုံးနဲ့ထည့်လိုက်တာနဲ့အတန်းတစ်ခုလုံးကသူမကိုစိုက်ကြည့်နေကြတယ်သူမမျက်နှာမှာတစ်ခုခုရှိနေတယ်လို့သူမထင်ခဲ့ပေမဲ့ဖုန်းကိုအမြန်ထုတ်ပြီးစစ်ဆေးလိုက်တယ်မျက်နှာကလုံးဝတန့်ရှင်းနေပေမဲ့လူတိုင်းကသူမကိုစိုက်ကြည့်နေကြပါတယ်သူမဟာထိတ်လန့်ပြီးအတန်းထဲကထွက်ပြေးသွားတယ်ဒါပေမဲ့အပြင်မှာတောင်ចောင်းသားအားလုံးကသူမကိုစိုက်ကြည့်နေကြပါတယ်သူမကယောက်ျားလေးနှစ်ယောက်ကိုရက်ပြီးဘာလို့လူတိုင်းကငါ့ကိုဒီလိုစိုက်ကြည့်နေကြတာလဲလို့မေးလိုက်တယ်သူတို့ကငါတို့ကမင်းကိုတော့မကြည့်ဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒါကသူမရဲ့ခေါင်းကိုလုံးဝရှုပ်ထွေးစေပြီးចောင်းထဲကနေထွက်ပြေးသွားတယ်ဒါပေမဲ့လမ်းပေါ်မှာတော့လူတွေကသူမကိုစိုက်ကြည့်နေကြတယ်သူမအိမ်ပြန်ရောက်တော့ TV ဖွင့်လိုက်တဲ့ခါမျက်နှာပြင်ပေါ်ကလူတွေလည်းသူမကိုတက်တက်ကြည့်နေကြတယ်နောက်တနေ့ကျောင်းမှာသူမမျက်နှာကိုလက်နဲ့အုပ်လိုက်တယ်အဲ့ဒီအချိန်မှာကောင်လေးတစ်ယောက်နဲ့တိုက်မိပြီးသူမရဲ့မျက်စင်းစစ်ပလင်းကမြေပြင်ပေါ်ပြုတ်ကျသွားတယ်ကောင်လေးကကောက်ယူပြီးသူမကိုပေးလိုက်တယ်ပေါ့သူမကကျေးဇူးတင်ကြောင်းပြောပြီးထွက်သွားတဲ့အခါရုတ်တရက်သဘောပေါက်လိုက်တာကဒီကောင်လေးကသူမကိုစိုက်ကြည့်နေတာမဟုတ်ဘူးဆိုတာပါပဲသူမလှည့်ကြည့်လိုက်တော့သူ့မှာမျက်စင်းစေးတွေရှိနေပြီးသူလည်းသုံးနေတာကိုသတိထားမိလိုက်တယ်ဒီဆေးကိုသုံးတဲ့သူတိုင်းကသူတို့ကိုမကြည့်ပဲမနေနိုင်ဘူးလို့ကောင်လေးကရှင်းပြလိုက်ပါတယ်ဒါပေမဲ့ဒီဆေးတွေကိုကိုယ်တိုင်သုံးဘူးသူတွေကတော့ဘာမှမထိခိုက်ဘူးအာနိတင်ကနာယီနေငယ်ပဲကြားတယ်ပြီးရင်တော့အရာအလုံးပုံမှန်ပြန်ဖြစ်သွားတယ်တကယ်တမ်းပြောရရင်ဘယ်သူမှငါတို့ကိုတကယ်မကြည့်ခဲ့ပါဘူးဒါတွေအားလုံးကစိတ်ရက်လက်ကွက်တစ်ခုပဲဒီလိုပြောပြီးသူကမျက်စင်းစေးတွေကိုသူ့မျက်လုံးနဲ့ထည့်လိုက်တယ်ဒါတွေအားလုံးကိုမင်းသိရင်ဘာလို့ဆက်သုံးနေတာလဲကောင်မလေးကမေးလိုက်ပါတယ်ငါအဆိုတော်ဖြစ်ချင်တာဒါပေမဲ့ဘယ်သူမှငါ့ကိုမသိကြဘူးဒါကြောင့်စင်မြင့်ပေါ်မတက်ခင်ဒီဆေးတွေကိုသုံးနေပြီးတော့ကောင်လေးကသူမကိုတယောက်ယောက်ကမင်းကိုကြည့်စေချင်တာမဟုတ်လားလို့မေးလိုက်တယ်အဲ့ဒီမေးခွန်းကသူမရဲ့နှလုံးသားထဲကိုတက်တက်ထိသွားတယ်တကယ်တော့သူမရဲ့အမေကသူမကိုသတိထားမိစေချင်တာပါဘာလို့လဲဆိုတော့ငယ်စဉ်ကတည်းကအာယုံဆိုင်မခံခဲ့ရတဲ့သူပါဘာလို့လဲဆိုတော့သူမရဲ့ညီမတေဆုံးရတဲ့အကြောင်းရင်းကသူမပဲလို့ထင်ခဲ့တာပါပဲအဲ့ဒီအချိန်မှာမိန်းကလေးကမျက်စင်းစေးသုံးကိုဆုံးဖြတ်လိုက်တယ်ဒါကြောင့်သူမရဲ့အမေကသူမကိုပြန်ကြည့်တယ်ပြီးတော့သူမကိုနာမည်ကိုလည်းတက်ခေါ်တယ်သူမရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်နေတာပေါ့သူမအမေရဲ့အကြည့်တွေကအစစ်အမှန်မဟုတ်ဘူးဆိုတာသူမသိနေပေမဲ့သူမပြောနေခဲ့တယ်